ဘုန်းကြီးကြောင့်မဖက်နဲ့တော့ပြီးခိုးမဲ့ကိစ္စကိုမင်းဘယ်သူမှမသိသေးနဲ့နော်ဟေ့ရောဘယ်သူမှမသိသေးနဲ့ဆိုရောနေမျိုးတည်ပါလေနေမျိုးရောတော်မနေမျိုးတည်ပါလားဟာကွာမင်းဘယ်သူမှမသိသေးဘူးဒီမှာလုပ်ငန်းအကြီးလုံးလားစီးပွားရေးကြီးပွားရေးအကြီးလုပ်ငန်းကြီးလုံးမဲ့ကိစ္စကိုကွာမပူပါနဲ့ဟာရောအဲ့ကောင်ငါတို့နဲ့ပူပေါင်းမယ်လေဟုတ်လားပူပေါင်းမယ်လေအဲ့ဒါဆိုလေထားလိုက်တော့ကွာမင်းနောက်ထပ်မင်းဘယ်သူမှမသိသေးတော့နဲ့ကွာတော့တယောက်တည်ပါဗျမေဘူးသိပါတော့အဲ့နေမျိုးတစ်စစ်ပြောလိုက်တာရောမမောင်ပိုင်းတုတ်ကြီးတည်ပါလေတုတ်ကြီးကွာတုတ်ကြီးသူ့မှာတော့မင်းဘယ်သူမှမသိသေးနဲ့ဆိုတော့ငါကမင်းနဲ့လောက်ရစိတ်ပြက်တယ်ကွာအဲ့တုတ်ကြီးကငါတို့နဲ့ပူပေါင်းဆောင်ရမယ်လေပြီးတော့ကွာအဲ့ဒါဆိုလေပြီးတော့နောက်ထပ်တော့ဘယ်သူမှမသိသေးတော့နဲ့ဟုတ်တယ်တယောက်တည်းရောဘူးသိပါတော့ဟေ့အဲ့ဒီတုတ်ကြီးကနေတစ်စင်ပြောရတာလေဥပချီရဲ့သား9ယောက်သိရမလားအသား9ယောက်ကသိပါလေကွာသား9ယောက်ကြည့်ဒီမှာတော့မင်းကွာမင်းဘယ်သူမှမသိသေးနဲ့တော့ပြောရတဲ့နဲ့ကွာတီးပြောင်းတီးတော့အဲ့ဒီသား9ယောက်ကငါတို့နဲ့ပူပေါင်းဆောင်ရမှာလူများတော့ကောင်းတာဗောအဲ့ဆိုလေပြီးတော့ကွာနောက်ထပ်တော့ဘယ်သူမှသိသေးတော့နဲ့ဟေ့အဲ့ဒီရတော်မတုတ်ကြီးလေအဲ့တုတ်ကြီးကပြောတဲ့အချိန်မှာအဲ့သား9ယောက်ကိုဖက်နဲ့ခိုးမဲ့မျိုးထက်နဲ့ခိုးမဲ့လို့ပြောတဲ့အချိန်မှာရောပြီးရရေချိုးနေဒေါ်သန်းလာကြောက်ပါတယ်ပြီးွယ်ဒေါ်သန်းလာပါပြီးွယ်လားရောဒေါ်သန်းလာပါပြီးွယ်ဘယ်လိုလုပ်ရတော့မှာတော့သွားပြီပေါ့ကွာမင်းလည်းမိပြီပေါ့ငါတို့မမီဒေါ်သန်းလာရဒိုးနဲ့ပူပေါင်းပါလေဟုတ်တယ်လားအေးအဲ့ဆိုမဆိုးပါဘူးကောင်းပါလေရမယ်လူများတော့ပိုးကောင်းတယ်နောက်တော့ဘယ်သူမှမသိသေးတော့နဲ့အေးဒါအဲ့ဒေါ်သန်းလာရတိပြန်ပြီးတော့ရောရွာတဲ့ညနေတော့ရံဖြစ်တာလေရံဖြစ်တော့ရောသူကပြောတာရောငါ့ကိုလည်းချမ်းသာတော့မှာပါတိုရေးတဲ့မျိုးထက်နဲ့တဲ့ဥပုံနေကြဖက်နှက်ခိုးလိုက်ပါတယ်အဲ့လိုပြောလိုက်တာရောတရားလုံးတည်ပါပြီတရားလုံးတည်တော့ဘယ်လိုလုပ်မှာဖက်နှက်တွေခိုးလို့မရတော့ဘူးဘယ်လိုလုပ်ရမှာတော့တရားလုံးပြိမှာတော့ဘယ်သူဖက်နှက်ကိုသွားခိုးမှာတော့မင်းအဲ့ဒါကြောင့်ဘယ်သူမှမသိသေးနဲ့ဆိုတော့ကွာမင်း